ဒီနေ့ကတော့မစားရတာကြပြီဖြစ်တယ်တုပ်ဘူးလေးကိုကိုယ်တိုင်လှုပ်စားဖြစ်ပါတယ်ပထမဆုံးလှုပ်စားတာဖြစ်လို့နည်းနည်းတော့ပျော့သွားပါတယ်အရင်ဦးဆုံးပဲချမ်းလေးတွေကိုရေးပြအောင်ဆေးပြီးတော့လော်ပေးပါတယ်ချက်နေအောင်လော်ထားတဲ့ပဲလေးတွေကိုအေးခံထားလိုက်ပါတယ်အေးခဏတဲ့ပဲလေးတွေကိုဘလင်ဒါနဲ့တိတ်ပါမယ်ပဲကတစ်ထပ်ပဲကြိတ်တာဖြစ်လို့အရန်နဲ့မညက်ဘူးဖြစ်သွားပါတယ်နောက်တစ်ချိန်ထပ်ကြည့်ရပြီမယ်ထပ်မကြိတ်တော့ဘဲနဲ့အမုံလေးတွေကိုစစ်ပြီးတော့တုပ်ဘူးလုပ်ပါတယ်တဝက်ကိုတော့ဗျာကြော်လေးလှုပ်စားလိုက်ပါတယ်ရတဲ့အမုံလေးတွေကိုစနွန်းစားရှုံမုတ်ထည့်ပြီးတော့ရေနစားပဲမုတ်တစားနဲ့ဖြော့ပါတယ်အစမပြတ်မှွေပေးရင်းနဲ့ကြက်ဖို့နီးလာပါပြီအရင်နဲ့ပြစ်သွားပြီဆိုရင်တော့ရှာလို့ရပါပြီဒါလေးကတော့ဘယ်အကြုံလေးပဲဖြစ်ပါတယ်ရန်နဲ့စားကောင်းပါတယ်ကျွတ်ရွာပြီးတော့ကျက်သွန်လေးပါထည့်ထားတယ်ကလပ်ပဲအစ်စ်နဲ့လောက်တာဆိုတော့အရင်စားကောင်းပါတယ်တူဘူးလေးရပါပြီဒီတစ်ခေါက်ကတော့အစမ်းလုံးကြည့်ရဆိုတော့နည်းနည်းပဲလောက်ပါတယ်နောက်ခေါက်ကျရင်များများလောက်စားမယ်လိုက်လောက်စားကြည့်ကြပါနော်